ကိုအခုတရားဝယ်ရင်တစ်ခုစီဝယ်ဝရမယ့်အခွင့်အရေးလေးထုတ်ထားပေးတယ်နော်မမဆယ်လို့စီမလုံးဝကိုမဈေးနှုန်းသိတာမဲ့ quality ပစ္စည်းကောင်းစေရမယ်နော်ကိုချစ်တွေနော်ကဲဒါအပြင်ကိုမဝယ်ယူတဲ့ကိုချစ်တွေကိုဒီ Chinese Happy New Year မှာပေါ့နော်25ရက်နေ့ကနေပြီးမှ19ရက်နေ့ထိကိုပေါ့နော်25ရက်တလပိုင်းကနေပြီးမှ19ရက်နေ့2လပိုင်းထိကိုမဆယ်တို့ကကျွန်တော်မောက်တဲ့လိမ့်ဆောင်ဝင်းနေပြီးဖြစ်ကြကုန်လဲတတိကောင်းလေးပါပေးတာပေါ့နော်ကဲမဆယ်တို့ရဲ့မန္တလေးဆိုင်ခွဲမှာဆိုရင်လဲလုံးဝကိုမChinese New Year Happy New Year အမိကိုမှာပစ္စည်း store လေးဆွေချားကျိုးတယ်အုံးလီမီလေးပလဲလို့အသိတွေလုံးဝကိုမှာနေသိကိုကျိုးဆိုတော့အပြင်ပစ္စည်း store အသိလေးအများကြီးရောက်နေပြီဖြစ်ကြကိုတတိကောင်းလေးပါပေးတာပေါ့နော်ကဲ Chinese Happy New Year မှာအကုန်လုံးပဲပြောဆွေသွားရအောင်မစစ်တို့ရဲ့ပစ္စည်းဘိတ်ပလဲပစ္စည်းလေးတွေကိုဝယ်ယူအားပေးရင်းနဲ့မှာမုံလေးဆောင်လေးတွေလာရောက်ဝယ်ယူအားဝယ်ယူနိုင်တယ်ပေါ့နော်ပလဲဝယ်လို့ရှိရင်မုံတွေလိမ့်ဆောင်ပေးနေပြီနော်ကိုကျင်းနေနော်ကဲတရုံနေတဲ့ကူမှာအကုန်လုံးမစစ်တို့မှာပစ္စည်းအသေးတွေကိုလိမ့်ဆောင်ပေးချင်လို့ရှိရင်ပေါ့နော်ကိုကအိမ်မှာကိုရဲ့မမကိုပေးချင်လို့ရှိရင်ပေါ့ဒါမှမဟုတ်လေကိုရဲ့အကျဲကိုပေးချင်လို့ရှိရင်ဒါမှမဟုတ်လေကိုရဲ့အာကြီးတွေကိုလိမ့်ဆောင်ပေးချင်လို့ရှိရင်တော့မမစစ်တို့ရဲ့ဟိုင်းတဲ့ဒီကိုအမြလေးလာရောက်အားပေးဖို့ဖိတ်ခေါ်တယ်နော်ဘာဖြစ်လို့လုံးဝကိုမှလက်ကားစင်းနှုန်းတွေနဲ့ရောက်ချပေးနေတာမို့လို့ကိုချင်းနေအခအခွင့်သိတုံမုတ်တွေလည်းလက်ဆောင်ပေးနေပြီမို့လို့လာရောက်အားပေးဖို့ဖိတ်ခေါ်တယ်နော်လူကိုယ်တိုင်လာရောက်ဝယ်ယူအားပေးချင်လို့ရှိရင်လည်း64လ30ဆိုင်ခွဲမှာလာရောက်အားပေးနိုင်ပြီဆိုတဲ့အကြောင်းလေးတတိကောင်းလေးပါပေးတာနော်ကျေးဇူးတင်ပါတယ်ဘ